မင်္ဂလာပါဗမာတိုင်းသားဘာသာဖြစ်ရင်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့မိုင်းခေါင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို KIA ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တဲ့နဲ့စွန်ဘရာဘုံကစစ်ဆောင်ပြည်သူတွေအကူအညီလိုအပ်နေတဲ့တဲ့တွေကိုတင်ဆက်သွားပါမယ်ကျွန်မကရှင်းမုံပါKIA အရှေ့ပိုင်းတိုင်းနေမြေအတွင်းကမိုင်းခေါင်ကျေးရွာနီးမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ခလာရ121စခန်းကို KIA ပူးပေါင်းအဖွဲ့ကမတ်လ24ရက်ဒီကနေ့မှာသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရှိရပါတယ်။ခလာရ121စခန်းဟာလွန်ခဲ့တဲ့နှစ်30ကျော်ကတည်းကမိုင်းခေါင်ကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းဖြစ်ပြီးတော့ဗျူဟာမှုကိုယ်တိုင်ကြီးကြပ်ပြီးနေတဲ့စခန်းဖြစ်တယ်လို့လည်းသိရပါတယ်။သိမ်းပိုက်ထားတဲ့မိုင်းခေါင်စစ်ကောင်စီတပ်စခန်းကို KIA အမှတ်29တပ်ရင်းအတွင်းမှာရှိတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကမိရှို့ဖျက်ဆီးလိုက်ပြီးတော့နေမြေရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်လို့စုံစမ်းသိရှိရပါတယ်။ရွှေကူဒေသအတွင်းကနမ်လင်းပါနဲ့လွယ်ခမ်းဒေသမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကတပ်သားတွေဟာလည်းစခန်းအတွင်းကတပ်ဆုတ်ထွက်ခွာသွားကြတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။ဖြစ်စဉ်အသေးစိတ်ကိုတော့စုံစမ်းနေစေဖြစ်ပါတယ်။ KIA ပူးပေါင်းအဖွဲ့နဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်လာတာကြောင့်စစ်ပေးရှောင်နေတဲ့စွန်ဘရာဘုံဒေသခံပြည်သူအယောက်1000ကျော်အတွက်အစားအသောက်နဲ့ဆေးဝါးအကူအညီအရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။စစ်ရှောင်ပြည်သူတွေကိုအခုချိန်မှာ KPC နဲ့ဂိယူနာလူမှုကူညီရေးအဖွဲ့အစည်းတွေကအကူအညီထောက်ပံ့ပေးဖို့နီလန်းရှာဆောင်ရွက်နေပြီးတော့ဆေးဝါးနဲ့အစားအသောက်ကူညီပေးဖို့အတွက်စစ်ကောင်စီတပ်ကတရားစွတ်မှာတားမြစ်ပိတ်ပင်ထားတာကြောင့်အခက်အခဲတွေ့နေတယ်လို့သိရပါတယ်။စစ်ရှောင်နေတဲ့ပြည်သူတွေဟာစုခါခဂရန်မိုက်ထောင်နဲ့စူယန်ကျေးရွာတွေမှာစစ်ပေးသိမ်းရှောင်နေကြပြီးတော့ထပ်ပြေးသိမ်းရှောင်လာချိန်ပါလာတဲ့စားနပ်ရိက္ခာတွေပြက်လက်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ထပ်ပြေးသိမ်းရှောင်လာချိန်ပါလာတဲ့စားနပ်ရိက္ခာတွေပြက်လက်လာပြီဖြစ်တယ်လို့စစ်ရှောင်ပြည်သူတွေထံကနေသိရပါတယ်။စွန်ဘရာဘုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ကမတ်လ23ရက်နေ့ကနေထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီတပ်ဖက်ကနေလည်းဝိုင်ထွဲလီရင်တွေနဲ့နှိမ့်စင်ပုံးကျဲတိုက်ခိုက်ကူနေတာဖြစ်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ကြကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။